ဒီနေ့ပြောပြချင်တာကတော့ AI chatbot တစ်ခုအကြောင်းမှာဒါပေမဲ့တာမန် chatbot တစ်ခုတော့မဟုတ်ဘူးသူ့ကြောင့်နိုင်ငံနဲ့နိုင်ငံကပိတ်ပင်မှုတွေထိလို့ခဲ့ရတယ်အဲ့ဒီတော့အစွမ်းထက်ကနီးပညာတစ်ခုကလူတွေရဲ့ဂုဏ်သိက္ခာကိုဘယ်လိုမျိုးချိန်ချောက်လာနိုင်တယ်လဲပြီးတော့လွတ်လပ်စွာပြောဆိုခွင့်နဲ့ online ဘောကဘေးကင်းလုံခြုံရေးကြားကအားပြိုင်မှုကိုဒီကိစ္စကဘယ်လိုမီးမောင်းထိုးပြနေတယ်လဲဆိုတာကိုအတူတူကြည့်သွားကြရအောင်အခုကြားလိုက်ရတဲ့စကားကတော့ကိရာနာအယူနီတီယာဆိုရဲ့အမျိုးသမီးတစ်ယောက်ရဲ့ခန်းစားချက်အစစ်အမှန်ပါပဲစဉ်းစားကြည့်လေကိုယ့်ရဲ့ပုံတွေကိုတစ်ယောက်ယောက်က AI နဲ့ပြုပြင်ပြီး online မှာဖြန့်လိုက်တယ်အဲ့ဒီပုံတူတွေကိုဖယ်ရှားဖို့အစွမ်းကုန်စူးစမ်းပေမဲ့ဘာမှအရာမချင်ဘူးဒီနည်းပညာကလူတစ်ယောက်ရဲ့ဘဝကိုဘလောက်တောင်ထိခိုက်စေနိုင်လဲဆိုတာဒီစကားတစ်ခွန်းနဲ့တင်တော်တော်လေးထင်ရှားနေပါတယ်ဟုတ်ပြီဒါဆိုရင်ဒီပြဿနာကဘယ်ကနေစတာလဲဆိုတာကိုအရင်မိထိလိုက်ကြည့်ကြရအောင်ဒီနေရာမှာပြောနေတာက software တစ်ခုမှာ back ရှိတဲ့ကိစ္စမျိုးမဟုတ်ဘူးเนาะအဲ့ဒီထက်ပိုနေပါတယ်လူတိုင်းဒီမှာအလွယ်တကူသုံးလို့ရတဲ့ AI 2တွေကနေပေါက်ဖွာလာတဲ့ထင်းချုပ်ဖို့အမတမအခက်ခဲတဲ့ချင်းချောက်မှုပုံစံတစ်ခုအကြောင်းပြောနေလားအဲ့ဒီ AI 2ကတော့ Grok ပါ Grok ဆိုတာဘာလဲဆိုတော့ Elon Musk ရဲ့ X platform ပေါ်မှာသုံးလို့ရတဲ့ AI chatbot တစ်ခုပေါ့သူ့ရဲ့အဓိကလောက်ဆောင်နိုင်စွမ်းကတခြား chatbot တွေလိုစာပြန်ပေးတာတခုလည်းမဟုတ်ဘူးလူတွေကခိုင်းတဲ့အတိုင်းညွှန်ကြားတဲ့အတိုင်းပုံအသစ်တွေကိုပါဖန်တီးပေးနိုင်တယ်အဲ့ဒါကသူ့ရဲ့အဓိကအားသာချက်တစ်ချိန်တည်းမှာပဲ Android လေးဖြည့်လာစေတဲ့အချက်ပါပဲဆိုတော့ဒီ2ကိုဘလို့အလွဲသုံးစားလို့ကြားတယ်လေဆိုတာကြည့်အောင်တော်တော်လေးကိုယူရှင်းပါလေအဆင့်1 online ပေါ်ကနေလူတယောက်ရဲ့တဲ့ပုံကိုရှာလိုက်တယ်အဆင့်2 Grok ကိုအဲ့ဒီပုံကိုလင်းပိုင်းဆိုင်ရာပုံစံထိအောင်ဖြောင်းပေးပါလို့စာရိုက်ဖိညွှန်ကြားလိုက်တယ်အဆင့်3ဒါဆိုရင် Grok ကတကယ်လူနဲ့ခွဲလို့မရလောက်အောင်တူတဲ့ deepfake ပုံတူတစ်ခုကိုဖန်တီးပေးလိုက်ရောအဲ့လိုယူရှင်းလုံးနဲ့အဆင့်30နဲ့လူတယောက်ရဲ့ဂုဏ်သိက္ခာကိုစက္ကမိုင်းတွင်ဖျက်ဆီးပေးလို့ရနေရပါခိရနာလိုမျိုးနစ်နာခဲ့ရသူတွေအတွက်တော့ဒါကတကယ်ကိုအိမ်မက်ဆိုပါပဲကိုပုံကိုသူစိမ့်တယောက်ယောက်ကယူပြီးလိမ်ပိုင်းဆိုင်ရာပုံတွေအဖြစ်ပြောင်းလဲနေတာကိုမြင်နေရတယ်ကိုကောင်းမှာ privacy setting တွေဘလောက်ပဲတင်ကျက်ထားပုံတွေကို report ဘလောက်ပဲလုပ်ဘာမှထီအောင်မှုမရှိဘူးအဲ့ဒီထက်ပိုဆိုးတာကဘာလဲဆိုတော့ကိုယ့်ရဲ့ပုံတူတွေကအင်တာနက်ပေါ်မှာဘယ်သူတွေစီရောက်နေပြီလဲဘယ်အချိန်မှကိုဒုက္ခပေးဖို့ပြန်ပေါ်လာမလဲဆိုရဲစိုးရင်စိတ်နဲ့အမြဲတမ်းရှင်သန်နေရတာပါဒီလိုပြဿနာတွေကြီးထွားလာတဲ့အခါမှာတော့အစိုးရတွေကဝင်ပါလာရတော့တာပေါ့အထူးသဖြင့်အာဆီယံနိုင်ငံနှစ်ခုကတော့တော်တော်လေးပြတ်သားတဲ့ AU မှုတစ်ခုကိုလွတ်ခဲ့ပါတယ်ကမ္ဘာမှာပြည်နိုင်ငံကမှမလွတ်တဲ့ຢာတစ်ခုပေါ့အဲ့ဒီနိုင်ငံတွေကတော့မလေးရှားနဲ့အင်ဒိုနီးရှားပါအခုချိန်ထိ Grok ကိုတရားဝင်အပြည့်အဝပိတ်ပင်ထားတာဆိုလို့ကမ္ဘာမှာဒီနှစ်နိုင်ငံပဲရှိသေးပါသေးတယ်ဒါကသူတို့နိုင်ငံသားတွေရဲ့ online လုံခြုံရေးကိုဘလောက်အထိအလေးထားစလဲဆိုတာကိုပြနေတာပါပဲသူတို့ဘာကြောင့်ပိတ်ပင်ခဲ့တာလဲဆိုတဲ့အကြောင်းပြချက်ကိုကြည့်လိုက်နေနော်မလေးရှားဘက်က Grok ကိုအန်တရရှိတဲ့အကြောင်းအရာတွေဖန်တီးဖို့ထက်ခါထလဲလဲအလွဲထုံးစားလုပ်နေလားကိုတွေ့ရှိခဲ့တယ်ဒီကိစ္စနဲ့ပတ်သက်ပြီး S platform ရဲ့တုံ့ပြန်မှုကလည်းလုံလောက်မှုမရှိဘူးလို့ယူဆခဲ့တယ်အင်ဒိုနီးရှားဘက်ကတော့ဒီကိစ္စကိုလူခွင့်အရေးရှုထောင့်ကနေကြည့်ပါတယ်လိမ့်မဲဆိုင်ရာကိစ္စတွေကအခုလိုအလွဲထုံးစားလုပ်တာဟာလူခွင့်အရေးလူကုန်သိက္ခာနဲ့ online လုံခြုံရေးကိုချွတ်ဖောက်တာပဲလို့သတ်မှတ်ပြီးပိတ်ပင်ခဲ့တာပါမလေးရှားရဲ့ပိတ်ပင်မှုကရုတ်တရက်ကြီးလုပ်လိုက်တာတော့မဟုတ်ပါဘူးအရင်ဆုံး2016အစောပိုင်းမှာ X ကိုတတိပိစာတွေပို့ပြီးပိုတင်းကျပ်တဲ့စီမံတွေလုပ်ဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့နဲ့လယ်ပိုင်းလာမှာ Expect ကတွန့်ပြန်လာက platform ရဲ့အားနဲ့ set option ဖို့ထက်သုံးဆွဲသူတွေ report လုပ်တဲ့စနစ်ကိုပဲအာရုံစိုက်နေခဲ့တယ်အဲ့လိုနဲ့ပြဿနာရဲ့အငြင်းမဖို့မဖြေရှင်းဘူးလို့ယူဆပြီးနောက်ဆုံး2016ဇန်နဝါရီမှာတော့ထိရောက်တဲ့အကောက်အကွယ်တွေမပေးမချင် Grok ကိုတရားဝင်ပိတ်ပင်လိုက်တာပါပဲအဲ့ဒီတော့ဒီကိစ္စကမလေးရှားနဲ့အင်ဒိုနီးရှားနှစ်နိုင်ငံတည်းကပြဿနာမဟုတ်တော့ပါဘူးကမ္ဘာလုံးဆိုင်ရာညှင်းခုန်မှုကြီးတစ်ခုကိုမီးမွေးပေးလိုက်တယ်လို့ပါပဲတစ်ဖက်မှာတော့နီးပညာကုမ္ပဏီကြီးတွေကလွတ်လပ်စွာပြောဆိုခွင့်ကိုကိုင်ဆွဲထားပြီးနောက်တစ်ဖက်မှာတော့အစိုးရတွေက online ပေးခင်းလုံခြုံရေးဆိုတဲ့တာဝန်ကိုထမ်းဆောင်ရမှာဖြစ်နေရပါတယ်အဲ့ဒီနှစ်ခုကြားကအားပြိုင်မှုပေါ့ဥပမာအနေနဲ့ပြောရရင် UK ရဲ့နီးပညာဝန်ကြီး Liz Kendall ပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။သူစီမှာဖြစ်ထားတဲ့ Online Safety Act ထဲမှာ UK ဥပဒေကိုမလိုက်နာတဲ့ဘယ်ဝန်ဆောင်မှုကိုမဆိုပိတ်ပင်နိုင်ပဲအာဏာရှိတယ်လို့ဆိုပါတယ်။ဆိုလိုတာက X နဲ့ Grok အပေါ်မှာရှိနေတဲ့ PR တွေကအာရှမှာပဲမဟုတ်တော့ဘူးဥရောပထိပါရောက်သွားပြီဆိုတဲ့သဘောပါပဲ။ဒါပေမဲ့ X ရဲ့ပိုင်ရှင် Elon Musk ကတော့ဒီကိစ္စကိုတမျိုးမြင်ပါတယ်။သူ့အမြင်မှာတော့အခုလိုဝေဖန်မှုတွေပိတ်ပင်မှုတွေကစင်စာဖြတ်တောက်ဖို့အတွက်အကြောင်းပြချက်တစ်ခုတက်ပတ်ပဲလို့ဆိုပါတယ်။ဒါဟာလွတ်လပ်စွာပြောဆိုခွင့်ကိုကာကွယ်တာလို့သူကယက်တည်နေတာပါ။ဒီနေရာမှာပဲအမြန်တစ်ခုကလုံးဝကိုထိတ်တိုက်တွေ့နေကြတာတွေ့ရမှာပါ
အဲ့ဒီတော့ဒီကိစ္စမှာပါဝင်နေတဲ့အဓိက player တွေရဲ့ယတိချက်ကိုရှင်းရှင်းလင်းလင်းဖြန့်ကြည့်အောင်မလေးရှားနဲ့အင်ဒိုနီးရှားကတော့အလွဲသုံးစားလုပ်မှုတွေကြောင့်ပိတ်ပင်လဲ X နဲ့ Elon Musk ကတော့ဒါဟာ sensor ဖြတ်တော့မှုပဲလို့ကာကွယ်တယ် UK လိုနိုင်ငံတွေကတော့ဖေးကင်းရေးဥပဒေကိုမလိုက်နိုင်ပိတ်မယ်လို့ချင်းချောက်ထားတယ်တစ်ဖက်ကလုံခြုံရေးတစ်ဖက်ကလွတ်လပ်ခွင့်ဒီနှစ်ခုကြားကအားပြိုင်မှုကတကယ့်ကိုအထီးကကြတဲ့မိခွန်းတစ်ခုကိုမွေးထုတ်ပေးလိုက်ပါတယ်ဟုတ်ကဲ့အခုဆိုရင်ဒီအကြောင်းအရာရဲ့အနိချုပ်ပိုင်းကိုရောက်လာပါပြီဒီကိစ္စတစ်ခုလုံးရဲ့နောက်ွယ်မှာရှိနေတဲ့အဓိကကြောင့်ဆုံးမေကွန်းဒါမှမဟုတ်အားပြိုင်မှုကိုပဲကြည့်လိုက်ကြရဟော ဒီကိစ္စရဲ့အဖိခခန်းကပါလေဆိုတော့တစ်ဖက်မှာအရှင်အဟုန်နဲ့တိုးတက်နေတဲ့ AI နည်းပညာနေရှိတယ်နောက်တစ်ဖက်မှာတော့ online ပေါ်ကဘေးကင်းလုံခြုံမှုနဲ့ company တွေရဲ့တာဝန်ယူမှုတာဝန်ခံမှုကိုတောင်းဆိုနေတဲ့ကမ္ဘာလုံးဆိုင်ရာအတန်နေရှိနေတယ်ဒီနှစ်ခုကအခုချိန်မှာလုံးဝကိုထိတိုက်တွေ့နေတာပါနည်းပညာရဲ့အရှင်ကရမြန်တော့ကျွန်တော်တို့ရဲ့ဥပဒေတွေနဲ့စီးမြင်တွေကနောက်မှကြာနေခဲ့တဲ့အခြေအနေမျိုးပေါ့ ဟုတ်ပါတယ် grok ကိုပိတ်ပင်ထားတာအခုထိတော့နိုင်ငံနဲ့နိုင်ငံပဲရှိပါသေးရဲ့ဒါပေမဲ့တတိပြုတ်မှဒါအခုထိတော့ဆိုတဲ့စကားလုံးပါမယ် UK လိုနိုင်ငံကြီးတွေကလည်းအရေးယူဖို့စဉ်းစားနေပြီဆိုတော့ဒီကိန်းကနန်းကဒီမှာပဲရက်သွားမယ်လို့တော့မထင်ပါဘူးဒီဇလန်ကအခုမှအစပဲရှိပါသေးတယ် ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုကိုခြံထားခဲ့ချင်ပါတယ် AI ခေတ်ကြီးထဲမှာ AI ကဖန်တီးလိုက်တဲ့အရာတွေအတွက်နောက်ဆုံးမှဘယ်သူမှတာဝန်ရှိမလဲ AI ကိုရေးရတဲ့ developer တွေလားသူ့ကိုအလွဲသုံးစားလုပ်တဲ့ user တွေလားဒါမှမဟုတ်ဒီသူကိုလူတွေသုံးလို့ရအောင်ဖြန့်ဝေပေးထားတဲ့ X လိုမျိုး platform တွေလားဒါကနီးပညာလောကအတွက်ပချောင်းမကားပဲကျွန်တော်လူအဖွဲ့အစည်းတစ်ခုလုံးအတွက်အပြင်းရှာရမယ်မေးခွန်းကြီးတစ်ခုပါပဲ